ဥကြရတာကိုဘေးရင်သွားမေးတာတဲ့နော်ငါတို့ရွာလူတွေများဘလောက်ထိယူအားကြလဲဆိုတော့စေးုံစေးကမသွားဘူးဘေးရင်ရင်သွားမေးတာဘေးရင်ဆရာပြောလိုက်တာတဲ့အဲ့ဒါကန်နိုင်နေလို့ပေါ့နော်အဲ့ဒါရရချေရမှာတဲ့တို့ရက်ဒေတာရှိတယ်ဟိုဘုံမခရမ်းသီးသိမလားအဲ့ခရမ်းသီးနဲ့ရွှေဦးကြီးနှလုံးကိုအဲ့ဒါအသက်အောက်ပြီး9ချက်တို့တဲ့တို့ပြီးသွားတဲ့ခါကျအဲ့ဘုံမခရမ်းသီးကိုနော်အိမ်ကအဲ့ထမင်းဟင်းချက်တဲ့အပေါ်မှာအမတွဲလောင်းကြီးချိတ်ထားတာ9ရက်တဲ့ချိတ်ထားမှာတဲ့အဲ့ဒါကန်ဆိုချင်တော့ပြောပြအောင်မှာအဲ့ဒီခါကျတော့အဲ့အတော်ရဲ့အမျိုးသားဆိုတော့အဲ့ဒါကလေးကမွေးနေ့ပေါ့နော်မွေးနေ့ဆိုတော့ဂျာတိုင်းချက်ကျွေးမှာပေါ့ကွယ်တရက်ကွက်လုံးအဲ့ဒါဂျာတိုင်းဟင်းအိုးရက်တဲထားတာအဲ့အောက်မှာအကြီးပဲတရက်ကွက်လုံးစားတော့ပေါ့နဲ့ပွက်နေတော့ရှိသေးတယ်အဲ့ဒီဘုံမခရမ်းသီးကဘုံဆိုပြီးတော့အဲ့ရွှေဦးကြီးထိုးထားတဲ့ခရမ်းသီးကဂျာတိုင်းအိုးကြီးတဲ့ကြာတဲ့ခါကျတော့ကိုယ့်ရှိမှကြာတာအတော်ဟဲတဲ့အဲ့ဒါကြီးဒုက္ခပါပဲအဲ့ဒါကြီးကိုတို့ထားတဲ့ဟာကြီးငါတူရဲတယ်ဘယ်လိုလုံးရင်ကောင်းမလဲဩဒေါ်ရဲလို့အဲ့ဒါကြီးဖယ်ထားလိုက်လို့နော်ရက်ွက်ထဲလူတွေသိတာမှမဟုတ်တယ်သူတို့စားပလေးစေဆိုအဲ့ဒါကြီးတရက်ကွက်လုံးကျွေးလို့ဒါကိုကတော့သိနေတော့မစားပါဘူးကျင်မကောင်းဘူး